ရင်ဘတ်သေးကတင်းကျပ်ပြီးအောင်လာဟင်လေးအောင်နာဆိုပြီးလေသေးပဲတောက်နေတော့လားဒါဟာတင်းအသက်ကိုရန်ရှာမဲ့နှလုံးယောဂရဲ့အချက်ပြချက်ဖြစ်နေနိုင်ပါတယ်ပထမအချက်ရင်ဘတ်သေးမှာတခုခုနဲ့ဖိထားသလိုလေးလန့်တာပါအဆိုင်အောင်တာကဘိုင်နားမှာစူးပြီးအောင်တာပါဒါပေမဲ့နှလုံးကြောင့်ဆိုရင်တော့ရင်ဘတ်အလဲတဲတဲ့မှာတခုခုနဲ့ဖိထားသလိုမျိုးဒါမှမဟုတ်လူတစ်ယောက်ကတက်ထိုင်နေသလိုမျိုးတင်းကျပ်လေးလံနေတတ်ပါတယ်ဒုတိယအချက်လှုပ်ရှားလိုက်ရင်မောလာတာပါအရင်ကဈေးသွားတာလှေကားတက်တာပုံမှန်ပဲအခုနောက်ပိုင်းအနှဲငယ်လှုပ်ရှားလိုက်တာနဲ့အသက်ရှူရခက်ခဲလာတယ်အမောမခံနိုင်တော့ဘူးဆိုရင်ဒါဟာနှလုံးကသွေးကိုကောင်းကောင်းမညစ်ထုံနိုင်တော့တဲ့လက္ခဏာထင်နိုင်ပါတယ်တတိယအချက်မေးရိုးနဲ့လက်မောင်းစီပြန့်နှံ့သွားတဲ့နာကျင်မှုပါရင်ဘက်ကအောင့်နာတယ်မကပဲဘေးဘက်လက်မောင်းမေးရိုးဒါမှမဟုတ်ကြောကုန်းပဲအထိပြန့်ပြီးနားလာတယ်ဆိုရင်ဒါဟာနှလုံးသွေးရောကျင်းနေပြီဆိုတဲ့အရေးကြီးသတိပေးချက်ပါစီပြန်ဟင်းနဲ့အငံတွေခဏခဏစားတတ်တဲ့သူတွေပိုသတိထားပါဒီလက္ခဏာတွေရှိရင်ဆေးမီသူတွေနဲ့အချွေးမဖြုံးပဲဆရာဝန်နဲ့အမြန်ပြပါအာယောချန်ကို follow လုပ်ပြီးတင့်နှလုံးကိုစောင့်ရှောက်ပါ